တိုင်းကဘီလင်းမြို့နယ်စီအုပ်စုအပိုင်မှာတည်နေဝီစာလာဆောင်လေးတဲ့ရင်ကီလာတတောင်ကြီးရင်ကနောင်ခါကလာလို့သိပြောညောင်တရာရွာကဖိတ်ခေါ်ဖော်ရင်ကျုံကမှုနဲ့တခါတစ်ခေါက်တော့အရောက်လာပါတော့အဲဝတ်စီယူတာမှုပြီးမြင်တွေ့ရမယ်ကရင်ချင်းရွာလေးနော်မညတိုင်းကဘီလင်းမြို့နယ်စီအုပ်စုအပိုင်မှာတည်နေဝီစာလာဆောင်လေးတဲ့ရင်ကီလာတတောင်ကြီးရင်ကနောင်ခါကလာလို့သိပြောညောင်တရာရွာကဖိတ်ခေါ်ဖော်ရင်ကျုံကမှုနဲ့တခါတစ်ခေါက်တော့အရောက်လာပါတော့အဲဝတ်စီယူတာမှုပြီးမြင်တွေ့ရမယ်ကရင်ချင်းရွာလေးနော်ဘာသာအထွတ်မြတ်ထားလို့ဆွေလင်းဆောင်ကအောင်သဘုံစီရီအပေါင်းမှာမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်နာယူနဲ့လူတို့တာရုခေါ်စရာစံတော်စင်ကြိုက်တဲ့ယုံဖူးမြော်ဖို့လိုက်ဖို့ပြီးမှာပြည်တော်ဤဖယားနေတမိုင်းဝင်ကြိုက်ပတဲ့ငယ်ဆန္ဒရှင်ဖယားကိုလည်းကြီးညိုသရာဖူးတွေ့ရမှာလူမျိုးချောကာလာသာစီလုံးမှုအားနဲ့ညောင်တရွာရွာတိုးတက်လာကီလာတတောင်ချင်းရင်ကသာသနာထွန်းလင်းနေရွာဆိုင်ရတော်ပေါ်ချွေဝါလို့မရှိတာရှာတဲ့ညောင်တရာကရင်ရွာကလေးကိုလေတခေါက်လာရောက်ဖို့ရာစိတ်အမှန်ဆန္ဒနဲ့ဖိတ်မှန်တကားငါပြုလိုပါသည်အနေယုံဤသလောက်ဆွေမျိုးတယောက်ပမာဖော်၍ရသည်အယူကစိတ်ထားများနဲ့စီလုံးလို့တာယာဝေစီဘုံရင်စင်းကလည်းမတူတမှုတိုးတက်လို့ပြောင်းလဲနေပြီဘဘကြီးငကုံးရှိရာရိုးရတလေးမပြတ်မွေစက်ခံကတကူပွဲတော်များနဲ့ထုံးနှံအစင်လာရိုးရမွေထိတ်သိမ့်လို့သာရောင်တရာလှပြိုပြူတော့လှချင်တိုင်းလှနေတော့တာလူကြီးရဆိုင်ကီလာတတောင်တိုင်းနောက်ခံညောင်သားရွာလေးငေးထံလက်လေးချဖို့မြမပီတသောဖိတ်ခေါ်ဒီတီးတံ
သာအထွတ်မြတ်ထားလို့ဆွေအလင်းဆောင်ကအောင်သဘုံစီရီအပေါင်းမှာမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်နာယူနတ်လူတို့တာတို့ခေါ်စရာစံတော်စင်ကြိုက်တဲ့ယုံဖူးမြော်ဖို့လိုက်ဖို့ပေးမှာပြည်တော်ဤဖျားနေတမိုင်းဝင်ကြိုက်ပတဲ့ငယ်ဆံတော်ရှင်ဖျားကိုလည်းကြီးညိုသရာဖူးတွေ့ရမှာလူမျိုးချောကာလာသာစီလုံးမှုအားနေရောင်တရွာရွာတိုးတက်လာကိလာတတောင်ချင်းရင်ကသာသနာထွန်းလင်းနေရွာဆိုင်ရပါပေါ်ချွေဝါလို့မရှိတာရှားတယ်ရောင်တရကရင်ရွာကလေးကိုအလေတစ်ခေါက်လာရောက်ဖို့ရာစိတ်အမှန်ဆန္ဒနဲ့ဖိတ်မှန်တကားငါပြုလိုပါသည်အနေယုံဤသလောက်ဆွေမျိုးတယောက်ပမာဖော်၍ရသည်အယူကစိတ်ထားများနှင့်စီလုံးလို့တာယာဝေစီ